Good thing I love about now that then I got you are being much more. You are being a yard vision, you are that you nine all that not being a little me out about in a job about that. The ghetto trauma times are in it. Sit down and Bobby found it like Luciano. Yamaro Divana, Sido. Hello, you see me, Mave. You are Pianimo, Luaro Piana. အခုကြားခဲ့ရတာကတော့စကိုင်းတိုင်းအရာတော်မြို့နယ်ငွေရင်းကြီးရွာကထွက်ပြေးလာကြတဲ့ပြည်သူတွေရဲ့စကားသံတွေပဲဖြစ်ပါတယ်။ဒီနေရာလေးဟာဆိုရင်ငွေရင်းရွာကထွက်ပြေးတိမ်းရှောင်လာကြတဲ့မိသားစုတွေနေထိုင်ကြတဲ့ရွာလေးပဲဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်းငွေရင်းရွာမှာမြန်မာစစ်တပ်နဲ့ပြူစောထီတွေအထိုင်ချထားတာ၄နှစ်ကျော်ရှိပါပြီ။စစ်တပ်နဲ့ပြူတွေနှိပ်စက်တဲ့ဒဏ်ကိုမခံနိုင်လို့ရွာခံတွေကရွာကိုစွန့်ခွာလာခဲ့ကြတာပါအစောဆုံးထွက်လာတဲ့သူတွေကတော့ဒီမှာရောက်နေတာ၄နှစ်နီးပါးရှိပါပြီအာနာသိန်းစစ်တပ်ကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေတနိုင်ငံလုံးအားကောင်းနေတဲ့အချိန်မှာပဲငွေရင်းရွာကမပါတာအဖွဲ့ဝင်ကျော်ဆွေဝင်းဦးဆောင်တဲ့ရွာသားအချို့ဟာစစ်တင်တန်းတွေတိတ်တဆိတ်သွားတက်နေခဲ့တာလို့သိရပါတယ်ကဲစားတယ်ကတော့သူတို့စားပြပြီးတော့သိတော့မကြောက်ဘူး။ဒါတလောင်းမုံပြီးတော့ရောက်လာကြ။အဲဒီမှာဖြည်းဖြည်းနဲ့တည်သွားတယ်။ရွာရဲ့အနောက်ပိုင်းကြမှာပေါ့။ဘောလုံးကွင်းနားလောက်ဘောလုံးကွင်းပေးပေါ့။သာသင်ကျောင်းနဲ့ဘောလုံးကွင်းနဲ့ပေးပေါ့။သူတို့စားပြီးတော့လုပ်တဲ့လူတွေကတော့အရင်တော့ဒီကတက်ကြတယ်အဲ့လိုတော့ကိုယ်လည်းကိုယ်ရဲ့နောက်မှပဲတိုင်းဝင်လိုက်တာလေပွဲတော့ရွာဘက်လည်း10ကင်းလောက်တော့ရှိတယ်ကဲလို့တော့မဟုတ်ဘူးညာဒီလိုလိုတော့ရွာဟိုတက်ပြီးတော့ကာလို့ရမယ်နေတာတွေလည်းအိမ်နေပါတယ်မှာဒီလိုလည်းယူပြီးတော့ကျတော့ထိုင်တာပဲ။ဘာနေထွက်ရင်တော့ကျင်းကလိုပြီးတော့မရှိပါဘူးဆို။ညောက်တော့လည်းကျင်းတောင်ထွက်ကင်းအဲ့လိုမျိုးကျွာထွက်လန်းဆိုတော့ရှင်းတော့တောင်မြောက်ပေါက်၄ပေါက်အဲ့အပေါက်တရားပဲထွက်လာဆိုတော့တကင်း။အဲရှိနေတော့အဲ့ဒီကျင်းကတော့24နာရီကျန်တာတော့ညာပါနေတယ်။ငွေရင်းရွာမှာဒေသအခေါ်အနီးလို့ခေါ်တဲ့ NLD ပါတီထောက်ခံတဲ့သူတွေအစိမ်းလို့ခေါ်တဲ့ကြန့်ခိုင်ရေးမပတစစ်တပ်ထောက်ခံသူတွေလည်းရှိပါတယ်။လူဦးရေအရာကတော့အနီးတွေကအင်အားပိုများပေမဲ့စစ်တပ်နဲ့ဆင်းလာတဲ့အစိမ်းတွေကလက်ဦးမှုရပြီးတော့ရွာကိုထိန်းချုပ်နိုင်ခဲ့တာလို့ဆိုပါတယ်။ပြူနဲ့စစ်တပ်အထိုင်ချပြီးနောက်မှာတော့ရွာရဲ့အခြေအနေအတော်ဆိုးသွားပါတယ်။ရွာသူရွာသားတွေအထူးသဖြင့် NLD ပါတီထောက်ခံသူတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေဆွေမျိုးတွေဖမ်းဆီးရိုက်နှက်ခံရတာငွေညှစ်ခံရတာတပ်ဖြတ်ခံရတာတွေရှိလာပါတယ်။ပတ်စနေတာမှာပဲသူတွေခေါ်ရိုက်ပဲပတ်စနဲ့တောင်းတယ်။ကုန်တရွာလုံးမှာတို့ရွာငါးတို့တွေမကောက်တို့ကကြာယောက်ျားဆုံးရှုံးလာပါဟဲ့။22ခုနှစ်နှစ်စန်းပိုင်းမှာဒေါ်အေးကျူရဲ့အမျိုးသားဖြစ်သူဟာငွေရင်းရွာပြူစောထီတွေရဲ့ဖမ်းဆီးခံရပြီးနိုင်ရီပိုင်းအတွင်းမှာပဲတည်ဆုံးခဲ့တာဖြစ်ပါတယ်။ခေါ်လာငါအဲ့နေရကြအိမ်ဖူးငါဘေးအိမ်ထွက်အိမ်စားညခေါ်လာဟွာထမ်းခေါ်လာတယ်ဟွာအဲ့ရတဲ့ကန်ရိုက်နေပြီးခေါ်လာပါခေါ်လာဦးညီရောညီအဲ့ညီနဲ့အဲ့ဘေးလူတယောက်နဲ့ခေါ်လာပြီးတော့ကြာပါဟဲ့မလုံနိုင်ထမ်းခေါ်လာတဲ့တက်တခန်းတီည8နာရီမှာပြူစောထီတွေကဖမ်းခေါ်သွားပြီးနောက်တနေ့မနက်မှာတော့မိသားစုဝင်ကိုစခန်းလာခဲ့ဖို့ခေါ်တဲ့အတွက်ဒေါ်အေးကျူရောက်သွားချိန်မှာတော့ခင်မွန်းဖြစ်သူရဲ့ရုပ်အလောင်းကိုပဲတွေ့လိုက်ရပါတော့တယ်။ဦးလေငါဘေးအိမ်စားမသိဘူးအဲ့လင်းမလာခေါ်လာလေအဲ့စခန်းကအဲ့သေးတယ်လည်းမပြောဘူးခေါ်လာတာအဲ့ဒီကြမှာဟိုပြင်မတ်ထုတ်ထားတာအဲ့မဲ့အသေးတွေ့ကြရတာဘာလောက်က9နာရီလောက်လာခေါ်ဘာမှပြောဒီတိုင်းခေါ်ပါလားအဲ့ကြမှာသိတွေ့
သေးတဲ့ကြောင့်မပြောကိုကကြားတယ်လေသေးပြီးဘာညာလဲသူများဘေးလူတွေကပြောတာသိတယ်လေအဲ့တော့ကိုကတော့ပတ်စံနဲ့ရွေးရမှမှတ်စားပါဟဲ့ခေါ်သွားတာသေတွေ့ကြတာသူတို့ကအဘဆို့သေးတယ်ပြလို့စားအဲ့လိုပြောတာသေတာပဲချိန်ကားတော့သေတယ်မလားကိုလည်းမသိအဲ့ပြင်းမဲ့မယ်အဲ့ဟိုဟာတော့တားရအောင်ထုတ်ထားတာလို့ကိုယ်စားသူတို့ဟာကိုလဲပေးထားတာတဲ့သူတို့အိမ်ကဝက်စားတယ်ရိုးရိုးဝက်စားပါဟိုလိုဟာမဟုတ်ပါဘူးမရှိအဲ့လိုနှစ်ခေါင်းနဲ့ဒီလိုတစ်နေတာလို့နှစ်ချီလို့ဟာတွေပိတ်နေတာလေအဲ့ဒါတွေ့ရတာအိမ်တဲလာတာပဲအဲ့လဲနဲ့လေဒါနဲ့ကြတော့မရှိလို့အရေးနှစ်သက်သက်ပြောကြတာပဲအဲ့လိုပြောတာသူကခေါ်ပါလုံးကလည်းအိမ်ပေါက်တယ်အိမ်ပေါက်တယ်အရှိုက်ကိုကမ်းမိတာတဲ့ပြောကြတာလေကိုကလည်းအဲ့လိုပြောတာကြားတယ်ပါဟဲဟိုပဲဒီပဲအိမ်နီးနာချင်းတွေကလည်းမထွက်ဝင်ကြဘူးတားကြောက်ကြတာမိဘကလည်းမထွက်ရဲဘူးတို့ရတာဘာဘူးမလိုက်ဝင်ကြဘူးလေသခါကတားကြောက်ကြသူမိဘတွေတောင်မလိုက်ဝင်ကြငိုလည်းမငိုဝင်ကြဘူးဒီလိုဟာတွေဆိုသူကအဲ့လိုရမဲရှာတဲ့ဥတာငိုဝင်ဘူးအဲ့လိုဟာတွေကသေးတာလို့ရှိသေးတာဒီတိုင်းဟိုပြုငိုနေရရှာတာသူတို့ကရရှာတာကိုရိုးရိုးဖုံးနေပါလေကြည်တောင်ကြည့်ဘူးကမှန်တယ်မိမတို့9ယောက်ဟိုပြုလည်းမထိုင်ရဘူးတဲ့အဲ့လိုလေတာချင်းကျဆာနေရထိုင်ရတော့ငွေတွေကရွာမှာစစ်တပ်နဲ့ပြူစောတီအထိုင်ချပြီးတဲ့နောက်ပိုင်းမှာရွာပတ်လဲစီး3ထက်ကာရင်ထားပြီးတော့မိုင်းတွေလည်းခင်းလိုက်ပါတယ်မနက်ဆိုမိုင်းတွေဖြုတ်တာညနေဆိုရင်ပြန်တက်တာဒါတွေကိုနေတိုင်းလုပ်ကြပါတယ်ရွာသူရွာသားတွေကိုတော့မနက်8 နာရီကနေမွန်းလွဲ3 နာရီအတွင်းမှာပဲရွာပြင်ထွက်ပြီးတောင်သူလှုပ်လှုပ်ခွင့်ပေးပါတယ်ဟိုကမြူတော့ဘာဟဲလုပ်ငန်းကိုင်ငန်းလောရလည်းအဆင်မပြေတော့ဘူးလေလုပ်ငန်းကိုင်ငန်းနေလည်းအဆင်မပြေချိန်မရှိဟောဟွာလည်းတော့ထွက်ပြန်လဲဟော2 ချက်တီးပြန်ကင်းပိတ်စာအဲ့လိုချိန်မှလောက်တာဘာရဲ့ချိန်မှလောက်သားချိန်မရလောက်သားချိန်မရှိတော့နေဆက်တီးကိုပြန်ရတာကင်းနေရတို့စီပတ်လဲအားရမကင်းနေရချထားတာ9 နာရီခွဲအဲ့လိုလက်ခင်းကြလား9 နာရီအပေါက်ကလည်းတော့တယ်မဖွင့်ဘူးတဲ့ရွာဟောကင်းကားတွေကကင်းပိတ်ထားတာထွက်မဲ့လမ်းတွေကိုပိတ်စားလေဘာကြောင့်ပြောလဲဆိုတော့ဟိုကဘာသူတို့ကဒီဟာတွေလာနိုးထင်းတာပါ PDF တွေကိုညအိမ်ညနေခီးသွားခြင်းတော့ထောက်ခံစာကြိုတင်ယူရပါတယ်။ဖက်ဆိုရင်လည်းညနေ6 နာရီနောက်ပိုင်းအိမ်ပြင်ထွက်သွားလာခွင့်မပြုမိထွန်းခွင့်မပြုလို့အပေါ်ပါသွားမယ်ဆိုရင်တော့လက်နှိပ်တဲ့မီးကိုလက်နဲ့အုပ်ပြီးတော့ထွန်းကြရတယ်လို့ဆိုပါတယ်။2023 ခုနှစ်ဇူလိုင်လထဲမှာတော့ငွေရင်းရွာမှာကလေး4 ဦးအပါအဝင်ပြည်သူ15 ဦးအသက်ခံလိုက်ရပြီးဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မြန်မာစစ်တပ်နဲ့ PDF တွေကအပြန်အလှန်ဆွဆွဲမှုတွေရှိခဲ့ပါတယ်သူ့အနေနဲ့တမရဦးဝင်းမြင့်အုပ်ချုပ်ခဲ့တဲ့9 နှစ်တာအချိန်ကသူ့ဘဝမှာပျော်စရာအကောင်းဆုံးအချိန်လို့လည်းဆိုပါတယ်ပြူစောတိကြီးစိုးတဲ့ရွာမှာနေရတာကလူငယ်တွေလည်းလွတ်လပ်မှုပျောက်ဆုံးပြီးလူငယ်ဘဝဆုံးရှုံးခဲ့ကြရတယ်လို့ဆိုပါတယ်စိတ်ကတော့မွန်းကြတာပေါ့ဒီစိတ်မွန်းကြလဲအဲ့လိုဝင်တိုင်းမှနေရတာပဲဆိုရင်
ညာတိုင်းဆိုလည်းဘယ်မှမသွားအဲ့လို6နာရီဘယ်မှမသွားဘူးအဲ့လိုလုပ်ငန်းသွားရင်လည်းအဲ့လိုမျိုး7နာရီဘယ်မှမသွားဘူးလက်မထားနိုင်နား7နာရီမှာအဲ့လိုသွားတာအဲ့ဒါလည်းသူတို့ကင်းကားဖွင့်ပြီးဆုံးမှာသွားတာအလုပ်ကြတော့အဲ့မနက်7နာရီကနေစောပိုင်းကတော့မနက်7နာရီနဲ့6နာရီဒီနောက်ပိုင်းရောက်တော့3နာရီပြန်လာအဲ့လိုတော့အချိန်တိုင်းစိတ်ရတာပေါ့အဲ့လုပ်ငန်းလုပ်နေတဲ့အချိန်ကတော့အဲ့ပြောဖို့ကောင်းပါလေကိုပေါင်းရင်းနေဆိုလေကိုတီးဟာနဲ့ဆိုပဲအဲ့ငါတို့လက်ရှိမှာအဲ့စင်းနေတာတွေကြောက်တာပဲပြန်လာပဲဆိုစင်းနေတာကြီးတယ်သူတို့အမြင်လေးကိုပိုစင်းနေတွေပေါ့အသက်25နှစ်အရွယ်ကိုဝင်းမင်းကျော်ဟာပြူစောထီတွေဖမ်းဆီးတာခံခဲ့ရပြီးရိုက်နှက်နှိပ်စက်ခံခဲ့ရပါတယ်။အဲ့ဒီကဘာလို့ရှိပါနိုင်ရ10နာရီခွဲလောက်အဲ့နာကျလာခေါ်ပြီးတော့ထားတဲ့ကျွန်တော်ကတော့မလို့အောင်အမေရတဲ့ငါသားတဲ့အပြန်ခေါ်လာဆိုလို့ကြွအမေခေါ်လို့ကျနိုးပါလုံးမနဲ့ပေါက်ဖွင့်ရောခေါင်းကြလာဒူထောက်တယ်ငါပဲခေါ်ပါဆိုင်နေခေါ်ခွင့်ခေါ်စကန်လိုက်အဲ့သူစကန်လိုက်ရောက်ရောစာကိုရိုက်တော့တာပဲအမေက PDF ကိုအမေထောက်ခံတဲ့ကောင်နင်းပွေးတဲ့ကောင်ဆိုအဲ့လိုရိုက်တော့တာလာခေါ်ရလားလာခေါ်ရအဲ့ဒီအဝါတို့ဦးတောင်းနဲ့နာမည်တော့တိုက်ကားလို့လည်းပါတယ်သူကမြူလေးသွားတယ်ပြူစောထီခွဲရဟုတ်ဘာမှမပြောနဲ့လည်းပဲဒူထောက်ဆိုပြီးတော့ရိုက်တော့တာပဲနောက်ရိုက်တာလေဆိုတော့အဲ့ရောက်ချင်းဒူထောက်ပြီးရိုက်တာပဲဝစိမ်းလုံးရိုက်တာအဲ့ကြောတယ်ပဲရိုက်တာအဲ့ရှိုက်ပြီးရိုက်ဟိုချုပ်ခန်းနေတာချုပ်ခန်းနေထည့်ထားပြီးတော့7နာရီလောက်ကြတော့သူကလာလေးလာခေါ်ပါလာခေါ်ကြကင်းနေအောင်ကိုသူကမေးတာပါဗျာကျုပ်မေးတာအောင်မင်းအဲ့ဒီဘူးနဲ့ဆက်လက်ရှိတော့ဘာညာလဲကျွန်တော်မရှိဘူးလို့ပြောတာမင်းတို့ဘူးလေငါသတင်းရတယ်အဲ့လိုမျိုးမေးလေးဆိုမှန်ပြောလဲရိုက်ဘယ်လိုပြောဆိုရိုက်တာအဲ့လိုမျိုးတော့ထိုးရဆွဲတာတော့အဲ့မင်းလေးတွေရောယောက်ျားလေးအကုန်ဆွဲတာပြေးတာမညာဘူးတော့ဟိုဒီကြောတွေရိုက်တာကြောတွေအရာတွေပဲထင်တာအဲ့ခြေထောက်ရှစ်လုံးလေးနဲ့တန်လုံးနဲ့လှိမ့်နေတော့ဒီမျိုးထိုးလေးနဲ့ရိုက်တယ်လို့ဟိုတန်လုံးနဲ့လှိမ့်နေလက်သေးနဲ့ထိုးပါဗျာအဲ့လိုချောင်းချောင်းကိုတိုးရှိပြီးတော့တော့ထိုးဆွဲတာ3ရက်ကြာအချုပ်ထဲနေခဲ့ရပြီးပြန်လွတ်လာဖို့ငွေကျပ်300နဲ့မိသားစုကိုရွေးခိုင်းပါတယ်နောက်ဆုံးမှာတော့350နဲ့ပြည်လဲသွားပေမဲ့မိဘတွေကပေးရမယ့်ငွေမရှိလို့အိမ်ချမ်းဝင်းကိုခွဲချမ်းရောင်းပြီးတော့ပေးလိုက်ရတယ်လို့ဆိုပါတယ်ဒီလိုမျိုးခေါ်လိုက်တာကျွန်တော်လည်းထွက်မယ်ပေါ့ထွက်ပြီးတော့ပြည်ထဲမှာပြန်တော့ပြန်လာမှာပေါ့သူတို့အဲ့လိုမျိုးစဉ်းစားပေမဲ့တာမင်းရောလည်းရှိရလေဆိုကြအမေကလည်းတရားလည်းရှိလို့မို့အမေကလည်းမထက်ကဘူးမဝါဘူးအမကလည်းလွားနေတဲ့ကောင်းဝင်ဒီကောင်းမနေတော့တဲ့အဲ့လိုပဲပြောပါလေအဲ့နဲ့အဲ့လာနဲ့မထဖြစ်တာတိုက်ပြီးရမထတာဆိုတော့လုံးနေဆိုတော့အဲ့လုံးကြောကြာပါစစ်တပ်နဲ့ပြူစောထီတွေပေါင်းပြီးတော့နှိပ်စက်တဲ့တံကိုမခံနိုင်လို့ငွေရင်းရာခံတွေတဖြည်းဖြည်းနဲ့ထွက်ပြေးကုန်ကြပါတယ်နေကလောက်တော့တွေ့ဘူးတို့ဒါပေမဲ့ PDF ဟိုဘူးလို့ဆိုတော့ဘန်းလာနေတာလို့ဒီ PDF ဆိုပြီးဖမ်းတာဒီတိုင်းပဲ PDF ဆိုတော့ပြောပြီးတော့ဘန်းလာတော့ထောက်ခံလို့လားပါလားတော့ဘယ်လိုမသိဘူးသူတို့နဲ့တွေ့လို့ရှိရင်ဘယ်လိုဘန်းလာလို့ရှိအဲ့လိုနီးကဲကြတော့သိပြီးတော့မတွေ့ဘူးအကိုတို့မခေါ်ဘူးလားအဲ့လိုမျိုးအချိန်ခါကြလို့ရှိရင်သူတို့ကဟုတ်တယ်မခေါ်သူတို့ချင်းရမယ်သူတို့ယုံကြည်လို့တော့ခေါ်တော့သူတို့ဘာလို့လုပ်ရလဲဒီကတော့သူတို့အကြီးပိုင်းနေပေါ့ကုကျော်သေးတို့သူတို့ကနေပြီးတော့မှသူတို့ရဲ့လက်ထောက်တွေကိုလွှဲပြအောင်စစ်ဆေးခိုင်းတာပါအဲ့လိုစစ်ဆေးပြီးတော့တက်ပြလိုက်တာတွေရောရှိလားအဲ့လိုမျိုးကတော့ရှိရလို့တော့ကြားရတာမျိုးကျွန်တော်တို့ကတော့အမြင်ဟိုမတွေ့ဘူးပေါ့ကြားတယ်ဆိုတာကသူဘယ်ကနေဘယ်လိုကြားရလဲအဲ့သူတို့ထဲမှာပဲတစ်စင်းနဲ့တစ်စင်းပြန်ကြပါမယ်ဟိုကိုရှိတော့အဲ့လိုမျိုးလုပ်လိုက်တာတော့ကိုယ်ကမြင်ရဘူးဟိုမှာနေရတော့လေသူတို့ကအဲ့လိုအတင်းအဓမ္မဘာတွေခိုင်းစေတာမျိုးရှိတယ်ဘာတွေလောက်ခိုင်းရမျိုးရှိတယ်အဲ့လိုတင်းအဓမ္မဟ
ဟိုလိုမျိုးလောက်ခိုင်းတာတော့ကိုယ်ပေါ်မှာတော့မရှိပါဘူးသူများတွေပေါ်တော့ရှိရလို့လည်းဒါပေမဲ့ရောသားတွေပေါ်မှာတော့လိုပြောမှာဒီလိုမနေငါရဲ့ဘန်းပြီးတော့ငွေရန်ပါညာလိုမျိုးတွေတောင်းတော့တယောက်ကို30မင်း30 50မင်း50အဲ့လိုမျိုးတွေတောင်းတော့နောက်ပိုင်းလိုမျိုးထွက်သွားတဲ့လူတွေဆိုရင်လည်းအိမ်နေပါတော့အကုန်ဖြတ်ပြလိုက်တယ်ဆောပိုင်းလေးတော့အဲ့လိုမျိုးထွက်တာနဲ့တင်ဖြတ်တာများထွက်ပြီးဆိုရင်အဲ့အိမ်မှာရှိရဲ့အပစ္စည်းတွေအကုန်သိမ်းသွားပါဘူးအိမ်မှာဖြတ်ပြီးတော့သူတို့စကန်လိုအပ်တဲ့နေရာတွေအကုန်သုံးလိုက်တာ အလုံးအင်းနဲ့ထွက်ပြေးကုန်တာကတော့2025ခုနှစ်နှစ်ဆန်းပိုင်းမှာပဲဖြစ်ပါတယ်။အဓိကအကြောင်းရင်းကတော့ငွေရင်းရွာကိုတိုက်ခိုက်တော့မှပိတ်ဆို့တော့မှဖြစ်လို့ကြေးရွာတွင်နေထိုင်တဲ့ပြည်သူတွေထွက်ခွာလာဖို့အရာတော်မြို့နယ်ပကဖက2025ခုနှစ်ဒီဇင်ဘာလမှာစာထုတ်လိုက်တာပါ။ကြေညာချက်ထုတ်ပြီးနောက်ပိုင်းလူဦးရေ200ထက်မနည်းရွှေ့ပြောင်းလာကြတယ်လို့သိရပါတယ်။ဒါပေမဲ့သူတို့လွယ်လွယ်နဲ့တော့ထွက်ခွင့်မရခဲ့ပါဘူး။ပြည်သူတွေကတောသွားမယ်လို့အကြောင်းပြပြီးထွက်ကြပေမဲ့ပြည်သူတွေနဲ့အတူပါလာတဲ့ငွေကြေးပစ္စည်းဥစ္စာစတာတွေထဲကတဝက်ကိုပြူစောထီးတွေကသိမ်းယူလိုက်တယ်လို့ဆိုပါတယ်။ကျွာရီရတော့ဒီတိုင်းမှာသူတို့ဝါဘူးရဲ့အောက်တာနေတော့ကြတော့တော်သွားပါညာအဲ့လိုမျိုးနဲ့ထွက်သွားတာ။ကျွန်တော်ထွက်တာပါညာဒီလိုဆိုတော့ကနေပါလေပါလာတယ်ဆိုရင်လေတသိန်းပါရင်5000အဲ့လိုမျိုးယူလို့လိုက်တယ်။ဒီကိတ်ကနေနွားပိုင်းတော့မှနှစ်ကောင်ပိုင်းတစ်ကောင်ယူလိုက်တယ်အဲ့လိုမျိုးတွေထွက်တဲ့လူတွေပြန်ပြန်လာရင်တော့ပြန်ပြီးမယ်ဘာလို့တော့ပြောအောင်ရွာထဲကနေထွက်မလာနိုင်တဲ့လူတချို့အခုချိန်ထိကြံနေသေးပြီးသူတို့အနေနဲ့ကတော့အရင်ကထက်ပိုပြီးကြက်တဲတဲ့အခြေအနေတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။အဲ့ဒီလူတော့ဒီတိုင်းသွားလာရေးတွေအဆင်မပြေတော့ကျမကြီးပါညာချို့ဆိုရင်လည်းဒီတိုင်းကျမကြီးကြောင့်အချိန်မီမြောက်လို့ဆုံးသွားတွေပါအလုံးမျိုးတွေရှိဒီသူတို့ဈေးရောင်းဈေးဝယ်တွေကြတော့ရောဘယ်လိုကုန်ရောင်းကုန်ဝယ်တွေကြတော့ဘယ်လိုလုပ်ကြလဲခုနောက်ပိုင်းတော့အလိုမျိုးတွေဒီလူတို့ဆက်သွယ်လို့ရဖို့ပြောတော့အဘောဘောနော်ဒီတိုင်းပဲကြာမှရှိရနေပဲသူတို့လက်ပဲဘယ်လိုလုပ်နေကြလဲသူကရွာတော့ကွန်ဆိုင်တာများကွန်တောင်းဝိုင်းလေးထွက်ပါစလားဒါလည်းထွက်တယ်ဟုတ်ပါဘူးတကယ်ငုံမပါဘူးလေကိုလုံးလုပ်လို့ရအရင်ကတော့မန်လေးတို့ဘာလို့ရွှေဘိုတို့အဲ့ဘက်တွေပူအောင်ခုကတော့ပူလို့များတော့တော်လည်းမတော်ရတော့ဘောသားလည်းမလာတော့ခုနောက်ပိုင်းတော့ဆိုင်လာဆိုင်လောက်တော့ထင်တာဘိုလည်းမရောက်တော့ဘူးလေထွက်ပြေးတိမ်ရှောင်လာသူတွေအနေနဲ့ကလည်းဘဝရက်တီအရေးအတွက်တနေ့တကြီးမှာနေစားအလုပ်ကိုရအလုပ်ကိုဝင်လောက်ကြရတဲ့အတွက်ရွာမှာနေတော့ငါလောက်တော့ပြပြလဲလဲမရှိကြဘူးလို့ဆိုပါတယ်ကိုလုံငါလေးနဲ့ကိုကြကောင်းတာပါဒီကြအစိမ့်မပြေဘူးလေသူများရွာပြေလေလောက်သားတာကြကိုလုံငါမှာမဟုတ်စားတနေ့လုံးမှတနေ့သား
အဲ့ဒါကျဆင်းပြေးတယ်လေကိုလုံငန်းနဲ့ကိုကွန်းစီတော့လေအေးချင်းမှုရွာတက်တယ်ရှိတယ်လေကိုလုံချင်တယ်လို့လုံမရဘူးကိုနေချင်တယ်လို့လည်းနေမရတော့ကိုရွာကိုပြန်ညင်းတယ်ဟိုရွာကိုနိုင်အောင်တိုက်သူတို့မရှိရင်ကိုရွာကိုကိုလုံငန်းကိုလုံသွားမယ်လေငွေရင်းရမှာအခုဆိုရင်လူဦးရေ3ပုံ2ပုံလောက်ကျန်ခဲ့ပြီးဒီလူတွေထဲမှာပြူစောထီးနဲ့သူတို့မိသားစုဝင်တွေရဲ့တာမန်ပြည်သူတွေကထွက်မလာနိုင်တဲ့သူတို့ချို့ရဲ့ကြံနေသေးတယ်လို့သိရပါတယ်။ရင်ကနေစားရင်တော့လေဦးကွာချသွားတယ်။ကျွာတယ်လေလူကတိတ်လည်းမရှိတော့ကျွန်တော်ဒီဘက်မထွက်ခင်ဒီရွာသားတွေထွက်သွားပြီးတော့အကုန်လုံးရွာ6တောင်သွားအိမ်လည်းထွက်ချင်တာတောင်ကိုဘေးနာအိမ်ကလူကမရှိကြတော့အဲ့လိုမျိုးတကြောင်နဲ့တကြောင်ဆိုလို့ရှိရင်လည်းပြောမယ်ဆိုလို့ရှိရင်တကြောင်မှ3-4ယောက်အဲ့လိုမျိုး50ယောက်အဲ့လောက်ပဲကျန်တော့ဆိုကြကြောက်ကက်ကက်ကြီးနဲ့အိမ်ကလည်းတော့နေလို့လည်းမရအဲ့လိုမျိုးဖြစ်တာစေးဆက်ဘူးဖြစ်မှလည်းတော့လုံနေကြူပြီးတော့ဒီဟိုနော်ဒါပေမဲ့ဒီဘက်မှာတော့အဆင်ပြေပါတယ်ဒီရွာတော့ပြန်နေသေးကတော့မရှိပါဘူးသူတို့တော့ထွက်လာသေးနေတာပေါ့ဘာပဲဖြစ်ဖြစ်အဲ့ဒီမှာဆိုရင်ကျမ်းမာရေးဖြစ်ရင်လည်းမလွယ်ဘူးစားရေးတောက်တာလည်းမလွယ်ဘူးဒီဘက်ကတော့ကိုတက်တဲ့လောက်ကိုလောက်ပြီးတော့လောက်စားလို့ရပါပဲပြောရကျမ်းမာရေးဆိုလဲကိုကုကျင်နေသည်တော့ကုလို့ရဘာလဲပြတ်သွားတယ်ပေါ့ကွာမစီလုံးတာပေါ့ရွာမစီလုံးရတာကိုဟိုလုံးကွဲပြဖြစ်တာစီလုံးကြီးနေလို့ရှိရင်တော့ကိုရကိုလေးတုံးပေးစနေလို့ရတယ်လေအခုကျမစီလုံးတော့မကြီးလို့ကွဲရတာပေါ့ဒါမှတော့ကိုငယ်ချင်းတော့ကျန်လာပါဖို့ခုပြူဖြစ်နေဟုတ်ဒီရဖွဲ့ရဒိန်းနိုင်ပေါ့ဒါမှမဟုတ်လေအဲ့ဒီဖွဲ့ရပဲသူတို့ကပြန်ပြီးတော့ခောက်လာတာမျိုးအဲ့လိုမျိုးမှာပဲအဆင်ပြေပါတော့ရင်တော့ဘယ်တော့မလဲဘူးအခက်အခဲမျိုးစုံရင်ဆိုင်ပြီးရက်တည်နေထိုင်ကြရတဲ့ငွေရင်းရွာစစ်ပေးဒုက္ခသည်တွေအတွက်ကတော့ဘယ်တော့အိမ်ပြန်နိုင်မလဲဆိုတဲ့မေးခွန်းကသူတို့ရင်ကိုတင်းတင်းကြပ်ကြပ်ခန်းစားရခက်စေတယ်လို့ဆိုပါတယ်